အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒိုးပြန်လောင်စာလုပ်တဲ့ဗီဒီယိုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူက test tube လေးနဲ့ဒိုးပြန်လိုမျိုးပောက်ကွဲအားကိုထုတ်လုပ်ပြပါမယ်ဘလောက်အော်ဖို့ကောင်းလဲဆိုတာဗီဒီယိုလေးထဲမှာကြည့်လိုက်ရအောင်ပထမဆိုလိုအပ်တာကစွမ်းထက်တဲ့ဓာတ်တိုးပစ္စည်းပါလောက်ကျွမ်းဖို့အတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုအများကြီးပေးနိုင်ဖို့ပေါ့သူတို့က nitric acid ကိုသုံးပါမယ်ဒီဟာကတော်လေးအန်ဒီရဲ့များတဲ့ပစ္စည်းပါအခုဒုတိယတစ်ခုအနေနဲ့လောင်စာကိုထပ်လိုက်ပါပြီဒီလောင်စာနာမည်ကအနလင်းပါဒီလိုပစ္စည်းတစ်ခုကိုရောလိုက်တာနဲ့အပြင်ကနေဘာစွမ်းရည်မှပေးစရာမလိုပဲချက်ချင်းကိုမီးလောက်ပြီးတော့ပေါင်ကွဲသွားပါတယ်ဒါကို hypergolic လို့ခေါ်ပါတယ်ပစ္စည်းတစ်ခုထိလိုက်တာနဲ့တမ်းပြီးပေါက်ကွဲတာမျိုးပေါ့ရင်ခေတ်ဒိုးပြန်တွေကဒါကိုသုံးကြတာပါဒါပေမဲ့ဒီကနေ့ခေတ်ဒိုးပြန်တွေမှာတော့ဒီလိုချက်ချင်းမီးလောက်တဲ့ပစ္စည်းတွေတင်တိုးတော့ပါဘူးစားတိုးပြီးတော့ liquid hydrogen နဲ့ liquid oxygen လိုမျိုးပစ္စည်းတွေကိုသုံးလာကြပါတယ်ဘာလို့လဲဆိုတော့သူတို့ကရောလိုက်တာနဲ့ချက်ချင်းမီးမလောင်ဘူးပို့ပြီးထိချိုးရလွယ်တယ်လိုအပ်တဲ့ချိန်ကြာမှမီးစာပေးပြီးတောက်ကအောင်ပြပြချင်းထုတ်တာပါဒါကြောင့်မို့လို့ဒီခေတ်ဒိုးပြန်တွေကပိုလိုချိုးပြီးအာကာသထဲပိုရောက်နိုင်တာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဒိုးပြန်လောင်စာတွေကရိုးရိုးမီးလောင်တာတဲ့ဘလောက်အများကြီးပို့ပြီးရှုပ်ထွေးလဲနောက်ပြီးနည်းပညာတွေကအစောပိုင်းကအန်ဒီရဲ့များတဲ့ဓာတုဗေဒကနေအခုလိုထိချိုးနိုင်တဲ့ဇနစ်တွေစီဘလို့ပြောင်းလဲလာလဲဆိုတော့သိလိုက်ရပါတယ်ဒီဗီဒီယိုအကြောင်းဘာတွေပြောချင်လဲဘယ်ဘန်းကိုကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်